Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြချင်တဲ့ knowledge sharing video လေးကတော့ equalizer အကြောင်းလေးပေါ့နော် equalizer အကြောင်းဘာလို့ပြောရလဲဆိုကျွန်တော်တို့ night live မှာကျွန်တော်တို့ DJ ညီကိုတွေအားလုံးချင်းဖွင့်နေတာကြော်ကြားတယ်မြင်ရတယ်ပေါ့နော်မြင်ရတဲ့အချိန်မှာသူတို့ကကျွန်တော်တချင်းဖွင့်တဲ့အခါကျရင်အရေးကြီးဆုံးက equalizer ပေါ့နော်တချင်းတစ်ပုံးနဲ့တစ်ပုံး mix လုပ်တဲ့အခါကျရင်ကျွန်တော်တို့က slider ကြီးအတင်ချ low mid high ကိုဇွတ်အဲ့လိုတင်ယုံနဲ့တချင်းက smooth မဖြစ်ဘူးပေါ့နော်ကျွန်တော်မြင်လိုက်ရတဲ့အရာတော်တော်များများမှာကြုံတွေ့နေရတာ missing မညက်ဘူးအဝင်ထွက်တွေကအရန်ကြမ်းတယ်ဆိုတော့အဲ့ဒါလေးတော်တော်များများတွေ့ရတယ်အဲ့ဒါလေးတွေကဘာကြောင့်ဖြစ်လဲဆိုတာကိုကျွန်တော်ဒီနေ့ knowledge လေးကိုနည်း share ပေးမယ်အခုတချင်းဖွင့်တဲ့အရာမှာအရေးကြီးဆုံး equalizer မှာ3မျိုးရှိတယ် low ရယ် mid ရယ် high ရယ်ဒါက DJ ဘက်ကပြောတာပေါ့နော် producer ဘက်အနေနဲ့ကတော့ low mid high ဘာညာစအပြင်5မျိုးလောက်ရှိတာပေါ့နော်ကျွန်တော် DJ အနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့တချင်းတစ်ပုတ်လုံးမှာအတန်ကိုကျွန်တော်တို့ကဟိုတေချာခွဲခြမ်းစိတ်ပြမယ်ဆိုရင် frequency က3မျိုးပဲရှိတယ် low ရှိတယ် mid ရှိတယ် high ရှိတယ်အပေါ်ကတော့ string gain ပေါ့နော်အဲ့ဒါမပြောတော့ဘူးအခုအဓိကကျွန်တော်တချင်းတစ်ပုတ် mix လုပ်တဲ့အခါကျရင်ကျွန်တော် EDM mixing ပေါ့နော် EDM mixing မှာကျွန်တော်တို့ကအဓိက low တချို့ညီကိုမောင်နှမလေး mixing မှာဘာတွေ့ရလဲဆိုတော့အကုန်လုံးပိတ်ထားတယ် okay ပိတ်ရတယ်ပြီးတော့နောက်ဆုံးကျွန်တော်တို့က10ဘားနဲ့က16ဘားရောက်မှဆက်ရောက်နှစ်ခုလုံးတင်လိုက်ပြီးဇက်ဆိုဖွင့်ချလိုက်အဲ့တော့အတန်တပုံးနဲ့တပုံး mix မှာကျွန်တော် volume gain ကိုစောင့်ထည့်လိုက်လို့ပဲပြီးကန်ဒီမှာဇက်ဒါလည်းမဟုတ်ဘူးမမှန်ဘူးလည်းမဟုတ်ဘူးဒီအားလုံးကမိမိစိတ်တိုင်းကြမှန်းတယ်ဒါပေမဲ့ smooth ဖြစ်တဲ့ mixing ဖြစ်ဖို့ဆိုရင်ကျွန်တော်တို့က music genre ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကလိုအပ်တယ်လို့ mixing လုပ်တဲ့ခါကျမှလိုအပ်တဲ့ equalizer ကိုအရင်တင်တာပို့ပြီးတော့ smooth ဖြစ်စေတယ်ဥပမာအားဖြင့်ပြောမယ်ဆိုကျွန်တော်တို့ EDM တွေမှာ intro beat ဘာတွေပါတယ် beat တွေပါတယ်အဲ intro beat တွေမှာကျွန်တော်တို့ကတချို့က cut ဟို topic အနေနဲ့ high အရင်လာတက်ပြီးကြမှာဒုံတက်လာအဲ့လိုတက်စဝင်တဲ့ဟာမှာကျွန်တော်တို့က play ရိုက်လိုက်ပြီး drum မှာ play ရိုက်လိုက်ပြီးဆိုရင်ကျွန်တော်တို့ low မရှိဘူး intro မှာ low မရှိဘူးဒါကျွန်တော် basic ကိုတော့မပြောတော့ဘူးเนาะအားလုံးက equalizer တွေကင်နေပြီဆိုတော့လေသချင်းဖွင့်တဲ့သူတွေအတွက်ဟိုတင်လိုက်တဲ့သူတွေရှိတယ်လဘုံတင်းတင်တဲ့ညီကိုတွေလည်း knowledge ရအောင်ကျွန်တော် share ပေးခြင်းဖြစ်ပါတယ်အဲ့ဒီ low မရှိတဲ့နေရာမှာကျွန်တော်တို့က low ကိုတင်ခွင့်ရှိတယ်ဟိုအဲ့လိုပေါ့เนาะ EDM လေးစင်ပါအဲ့ဒီမှာ low အရင်တင်လိုက်ရတယ်ဒါပေမဲ့တချို့ kit တွေကြတော့လေတချင်းကအဝင်ကလေးကဟို base တချင်းတွေမှာဆိုရင်ဟိုအပြင်ဟို trap ပုံစံမျိုး trap pattern မျိုးဝင်ပြီဆိုရင်ကျွန်တော်တို့က low အရင်မတင်အောင်အများသောအားဖြင့် method ကတော့ low ကိုနောက်ဆုံးမှချိန်ကြတာဘာလို့ dance music ဖြစ်တော့ကျွန်တော်တို့က low ကိုအရင် cue စိုက်ကြတာအဲတော့ high ဟိုများသောအားဖြင့် formula ကတော့ high နဲ့အရင် mix လုပ်တယ် high နဲ့ညှိတယ်ပြီးကြရင် mid လေးကိုဖြည်းဖြည်းချင်းထည့်တယ်နောက်ဆုံး low ကိုချိန်တယ်ဒါ smooth ဖြစ်တဲ့ဟို music genre ပေါ်မူတည်ပြီးတော့ equalizer ကင်တာလေးတော့နည်းနည်းကွာတာပေါ့နော် hip hop ဆိုရင်သူက vocal က main ပေါ့နော် vocal က main ဆိုတော့ကျွန်တော်တို့က mic ကိုစွတ်ဆက်တင်လို့မရအောင်ဟောဟိုဘက်ကလည်းတချင်းဆိုနေတယ်ဒီဘက်ကလည်းတချင်းဆိုနေနှစ်ခုကို mix လုပ်တဲ့အခါမှာကျွန်တော် mid လေးကိုထိန်းသိမ်းလေးသွားရတယ်ကျွန်တော် EDM မှာကျတော့ intro တွေကကို BM bar ဆို beat တွေဆိုတော့ကျွန်တော် kit ပေါ့နော်ဟို kit တွေဆိုတော့ကျွန်တော်တို့က intro လေးကို high လေးနဲ့ဝင်မယ် high လေးကနေ mid လေးထည့်မယ် mid လေးထည့်ပြီးတော့နောက်ဆုံး low လေးချိန်မယ်အဲ့ဒါလေးက smooth အဖြစ်ဆုံးလို့ကျွန်တော်ကတော့မြင်တယ်ဟိုပြီးတော့ဆိုလိုချင်တာ equalizer ကိုပြီးကန်ဒီမှာဇုတ်ကနေစောက်ကနေဖွင့်တာလေးပေါ့နော်အဲ့ဒါလေးမြင်ရဒါကညီကိုတွေအားတချင်းတစ်ပုတ်ရဲ့ဟိုကိုတပုတ်နဲ့တပုတ် mix မဲ့တချင်းတစ်ပုတ်ရဲ့အခြေအနေချိန်ခါကိုကြည့်ပြီးတော့ low mid high ကိုကစားတာပိုကောင်းတယ်ပေါ့နော်အဲ့လိုပေါ့ဟို dance ဆိုရင်တပုံ hip hop ဆိုတပုံ house ဆိုတပုံ trance ဆိုတပုံအဲ့လိုမျောပြီး mix ကမဲ့ music style တွေရှိတယ်ဟို trance တို့အဲ့လိုပေါ့နော်ခြား house music လေးဆိုနည်းပြီးတော့မှ high လေး mid လေးတွေဖြည်းဖြည်းချင်းဝင်ပြီးတော့မှ low လေးဖြည်းဖြည်းချင်းဝင်အဲ့ဟာလေးကအရသာဒီကပြီးကန်နီးကြမှာကျွန်တော်တို့ကတပုတ်တော့ဥပမာဖြစ်10ဘားနှစ်ခါ16ဘားပြီးကန်နီးကြမှာဇက်ချင်းလိုက်ဒါတချင်းဟို mix လုပ်တယ်လို့မခေါ်တော့ပြစ်ထည့်တယ်ဖြစ်နေပြီပေါ့နော်ကျွန်တော်အမြင်ပေါ့အားလုံးကတော့ကိုယ်စိတ်ကြိုက်လို့လည်းလောက်ခွင့်ရှိတယ်အခုကျွန်တော်မြင်နေရတာဟိုတယောက်နဲ့တယောက်ဘာကွာလဲmixing လေးတွေနူးညံ့ခြင်း
စိတ်နှလုံးသားနူးညံ့ခြင်းလေးကွာတယ်ပေါ့နော်အဲ့ပေါ်မူတည်ပြီးတယောက်နဲ့တယောက်တချင်းဖွင့်တာဟိုနူးညံ့တယ်မနူးညံ့ဘူးတချင်းဖွင့်တာကောင်းတယ်မကောင်းဘူးအဲ့ဒီဟာလေးနည်းနည်းလေးကွဲသွားအောင်ပါနော်အဲကြောင့်မို့ EQ လေးကိုပို့ပြီးတော့ view site ပါဟိုကောင်းဆုံးကတော့ဟို ERM ပေါ့နော်ကျွန်တော်တို့က low mid high ဆိုတာလေ ERM low ဆိုတာလဲ bass mid ဆိုတာအဲ့မှာ synth တို့ vocal တို့ရှိတယ် high ဆိုတာလဲ treble အဲ့ high frequency ရှိတယ်အဲ့ဒီကားတို့တပုံးနဲ့တပုတ် mix လုပ်တဲ့ခါကျရင်တဲတဲကွယ်ကွယ်နားထောင်နိုင်တဲ့နားဖြစ်အောင်အရင်စူးစမ်းအားပေါ်မှာမူတည်ပြီးတော့ low mid high လေးကို music style မှာမူတည်မျှမျှတတအသုံးချတတ်သွားမှာဆိုရင်ကျွန်တော်တို့ smooth ဖြစ်တဲ့တချင်းဖွင့်တဲ့ DJ ကောင်းတစ်ယောက်ဖြစ်မယ်လို့ကျွန်တော်အကြံပေးလိုပါတယ်ဒီဗီဒီယိုလေးကတော့ဟိုလိုအပ်တဲ့သူတွေအတွက် knowledge sharing အတွက်ဟိုညီကိုတွေအတွက်ပေါ့နော်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ writer ပါ